အားလုံးပဲမင်္ဂလာပါ21ရက်နေ့ကနေပြီးတော့29ရက်နေ့ထိတနင်္ဂနွေသားသမီးများရဲ့တပတ်တာကံကြမ္မာကိုလီလုံးကကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတနင်္ဂနွေသားသမီးများရဲ့ငွေကြီးကနေစပြီးတော့ကျွန်တော်ကြည့်ပေးပါမယ်တနင်္ဂနွေသားသမီးများရဲ့ငွေကြီးကတော့မနက်ဖြန်တပတ်တာမှာရှိနေမဲ့ဟာတွေတော့မရှိဘူးပေါ့နော်ရစရာရှိတာတွေတော့မရတော့ဘူးပေးစရာရှိနိုင်တာတွေပေးနိုင်မယ်လို့ထင်ပြီးတော့မပေးနိုင်တဲ့တပတ်တာကာလဖြစ်ပါတယ်အဲ့တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့စိတ်ပူပင်နေရမယ်တွေးဝေနေရမယ်ခက်ခဲနေမယ်ဆိုတဲ့တပတ်တာကာလကိုတွေ့ရပါတယ်အဲ့တော့တနင်္ဂနွေသားသမီးများငွေကြီးကံလေးကတော့ညံ့နေပါတယ်အဲ့တော့အလုတ်ကံလေးကိုကျွန်တော်ဆက်လက်ပြီးတော့ကြည့်ပြပါမယ်အလုတ်ကံကတော့ကောင်းပါတယ်နိုင်ငံခြားနဲ့ဖက်ဆက်လုပ်တဲ့လုပ်ငန်းကိုင်ငန်းလေးတွေကအဆင်ပြေမယ်နိုင်ငံခြားခီးစဉ်လေးတွေရှိမယ်ဆိုတာလေးကိုမြင်ရတယ်ပေါ့နော်အဲ့တော့တနင်္ဂနွေသားသမီးများရဲ့အလုတ်ကံလေးကတော့ကောင်းပါတယ်သို့ပေမဲ့တကိုယ်တည်းတယောက်တည်းပင်ပန်းရုံးကန်နေရမယ်ဆိုတဲ့နမိတ်ကလေးတော့မြင်ရပါတယ်ပြီးတော့ကျွန်တော်အခြေကိုကြည့်ပေးပါမယ်တနင်္ဂနွေသားသမီးများရဲ့တပတ်တာအခြေကာလကတော့ကောင်းပါတယ်ဒီတပတ်တာကာလမှာအခြေနဲ့ပတ်သက်ပြီးတော့နောက်တစ်ဆင့်တက်နိုင်မယ်အခြေအနေလို့မြင်ရပါတယ်အဲ့တော့အခြေနဲ့ပတ်သက်ပြီးဒီတပတ်တာကာလမှာကိုကနောက်ထပ်အိမ်အောင်တဲ့ဘဝပေါ့နော်လက်ထက်ထိမ်းများခြင်းဆိုတဲ့အခြေအနေကိုအစားပြုတဲ့တပတ်တာကာလဖြစ်ပါတယ်အဲ့တော့အခြေကံလေးကတော့ကောင်းနေပါတယ်ပြီးတော့ကျွန်တော်အိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးကလည်းမထင်မှတ်ထားတဲ့နေရာနေမထင်မှတ်တဲ့ပျော်ရွှင်စရာလေးတွေပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့နမိတ်ကလေးမြင်ရတယ်ပေါ့နော်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးမှာလည်းကံလေးကောင်းနေပါတယ်မထင်မှတ်ထားတာနေပြီးတော့မထင်မှတ်တဲ့နေရာနေမထင်မှတ်ထားတာလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့တတိလေးတော့ထားတင်ပါတယ်မထင်မှတ်တာကအမှားကြီးဖြစ်တယ်လို့ပါဆက်လက်ပြီးတော့ကျွန်တော်ကျမ်းမာရေးကြည့်ပေးပါမယ်ဒီနေ့တိုင်းများကျမ်းမာရေးကတော့မနက်ဖြန်တပတ်တာကာလမှာပေါ့နော်ကျမ်းမာရေးကတော့အဆိုးရွားနိုင်ပါတယ်နေမကောင်းဖြစ်နိုင်တယ်လေးဘက်နာခြေထောက်အောက်ပိုင်းပြီးတော့လေပင်ဒါမျိုးလေးနဲ့ပတ်သက်ပြီးတော့နေမကောင်းဖြစ်နိုင်ပါတယ်အဲ့တော့တွင်းသားကြီးများတပတ်တာမှာကျမ်းမာရေးလေးကတော့ညံ့နေပါတယ်ကြည့်နေတဲ့သူတွေထဲမှာတွင်းသားကြီးတွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow လုပ်အောင်ပြောချင်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ရှိမှာတဦးချင်းစီအဟောအတွက်ကျွန်တော်တရက်ကို10ယောက်ပဲဟောပြီးပါတယ်အဲ့ဒါကတော့ကျွန်တော်မေတ္တာကြီးနဲ့ဟောပေးတာပါအဲ့တော့10ယောက်ပဲကျွန်တော်လိုက်ခံနေတဲ့တော့ကြောင့်မို့လို့မေးချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် Viber မှာပဲတီးတန့်လာပြီးဆက်သွယ်ပေးပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ